ဒီနေ့တော့ Zori ရဲ့ sign တွေက Taurus လေးတွေရဲ့ lucky color လေးတွေကိုအမလာပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ Taurus လေးတွေရဲ့ နံပါတ်1ဦးစားပေးအရာကအစိမ်းရောင်ဖြစ်ပါတယ်။ပုံမှန်အစိမ်းအမှုအရင်အကုန်လုံးကအကျိုးပေးပါတယ်။အဲ့ဒါလေးတွေတစ်ခုချင်းစီမှာခွဲခြားပြီးတော့ပြောပြပေးတော့ပါမယ်။အစိမ်းရောင်လေးတွေကကိုစိတ်တည်ငြိမ်မှုလည်းပေးတယ်စိတ်အေးချမ်းမှုလည်းပေးတဲ့ color လေးဖြစ်ပါတယ်။ပိုင်းရောင်ကကြတော့ဒီတောက်ကြကျိုးရဲ့အရှိန်ဟွာကြောင့်နူးညံ့တယ်အဲ့တော့အချစ်ရေးမေတ္တာရေးတွေမှာသုံးပေးလို့ရပါတယ်။အဖြူရောင်လေးကကြတော့ကိုစိတ်ကိုကြည်လင်စေတယ်စိတ်ကိုအေးမြစေတယ်ကိုကဒီကိုစိတ်တွေအရင်ပင်ပန်းနေရဆိုလို့ရှိရင်တော့အဖြူရောင်လေးကိုဆောင်ထားလို့ရပါတယ်စီးပွားရေးမှာသုံးရမယ့်အရာလေးကတော့အစိမ်းရင်ရောင်ဖြစ်ပါတယ်အမှပထမပြောသလိုပေါ့နော်အစိမ်းရောင်ကအရင်အမှုပေါ့နော်အကုန်လုံးကဒီထောရလေးတွေအတွက်အကျိုးပေးပါတယ်အစိမ်းရောင်ဆိုလို့ရှိရင်ပင်ကိုစွမ်းအားကိုမြင့်တက်ပေးနိုင်တဲ့အရာဖြစ်ပါတယ်စီးပွားရေးတွေရောလက်လာပါတွေရောကောင်းစေပါတယ်ခရမ်ရောင်လေးရကြတော့လုပ်ငန်းခွင်မှာမျက်နှာပွင့်စေတယ်အထက်လူကြီးတွေရဲ့ကြည့်ရှုဆောင်ရှောက်မှုကိုရတယ်စမ်းပွင့်စေတဲ့အရာလေးဖြစ်ပါတယ်ငွေရောင်လေးကိုစောင့်ထားမယ်ငွေရောင်လေးကိုဝစ်ဆင်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆွဲဆောင်မှုအားတွေမြင့်တက်စေပါတယ်ခွင့်လန်းကောင်းတဲ့အခွင့်လန်းအသစ်တွေကိုလည်းရစေပါတယ်အင်တာဗျူးကိစ္စတွေအလောက်ကန်ခွင့်လန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်အစိမ်းအနှုရောင်လေးကိုစောင့်ပါအစိမ်းနှုရောင်လေးကြတော့ကိုယ့်ရဲ့အလောက်ကန်ခွင့်လန်းတွေကိုပွင့်စေတယ်ထောရက်လေးတွေရဲ့အထူးရှောင်ရမယ့်အယောင်ရှိပါတယ်အဲ့ဒီရောင်ကတော့အနီရောင်ဖြစ်ပါတယ်အနီရောင်ကထောရက်လေးတွေကိုစိတ်ဆက်စေတယ်ဒေါသထွက်လွယ်စေပါတယ်နော်အဝါရောင်ကြတော့ကိုယ့်စိတ်ကိုမတိမငြိမ်ဖြစ်စေတယ်စိတ်လှုပ်ရှားလွယ်တယ်မကောင်းတဲ့ဒီ energy ပေါ့နော် negative energy ပို့ပြီးတော့မှကြောက်ရောက်စေပါတယ်ကိုယ့်ရဲ့ဇွဲလုံးလားပရိယလည်းစိုက်ရမယ်ပြီးတော့ဒီ lucky color လေးတွေကိုကိုကတသက်လုံးပေါ့နော်ဝတ်ဆင်သွားမယ်စောင့်သွားမယ်ဆိုလို့ရှိရင်ကံအခွင့်လန်းတွေကိုကောင်းစေတယ်ကိုယ့်ရဲ့ဒီအတိုက်ခိုက်တွေအဖြက်စီးတွေပေါ့နော်ကင်းဝေးစေတယ်ဒီအယောင်လေးတွေကကိုယ်နဲ့ energy ကြိုက်တဲ့အယောင်ဖြစ်လို့မကောင်းတဲ့ negative energy တွေလျော့စေပြီးတော့မှကိုကောင်းတဲ့ positive energy တွေပို့ပြီးတော့များစေမှာဖြစ်ပါတယ်ထောရက်လေးတွေအတွက်အဓိကဆောင်ရမယ့်အယောင်ကတော့အစိမ်းရောင်ဖြစ်ပါတယ်ဒီ Zori ရဲ့ sign လေးနဲ့ပတ်သက်ပြီးတော့မှ color လေးတွေအကြောင်းပြပြပေးသွားဖြစ်ပါတယ် Zori ရဲ့ sign လေးနဲ့ပတ်သက်ပြီးတော့မှတခြား lucky color လေးတွေကိုလည်းသိကျင်သေးရဆိုလို့ရှိရင်တော့အမကို like and share follow လေးလုပ်သွားပေးဖို့မမေ့နဲ့နော်